အခုဆက်လက်ဖြော်ပြဖို့တေးစရာရှားအောင်ရေးဆက်တဲ့ကောင်းမလေးဆိုတဲ့သချင်းလေးကိုဖြော်ပြဖို့အတွက်ကိုစတူဒီယိုတေးသံရှင်ကိုဇော်ပိုင်ကိုစင်မောဖိတ်ခေါ်ပါရခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာ